နိုင်ငံတကာမှာ trend ဖြစ်နေတဲ့ espresso makeup လို့ပုံစံကိုတဲဆုတို့ Asian ဘက်ကလူတွေနဲ့လည်း live ဖတ်တဲ့ espresso makeup လို့ပုံစံတစ်ခုကိုတဲဆုတို့လိုက်ပြင်ကြည့်ကြမယ်မျက်နှာအချိုးအစားအစိတ်အပိုင်းတွေကမတူညီတာဖြစ်လို့တဲဆုတို့ရဲ့မျက်နှာအချိုးအစားပေါ့နော်တဲဆုတို့ Asian ဘက်ကလူတွေရဲ့မျက်နှာအချိုးအစားနဲ့လိုက်ဖက်တဲ့ espresso makeup look တစ်ခုပဲတဲဆုတို့ဖန်တီးလို့ရမှာဖြစ်တယ်ဒီ makeup look လေးကိုပြင်တတ်ပြီဆိုရင်လေကိုကပွဲတက်ကိုပန်းရောင်ဖက်မတန်းချင်ဘူးQ type ဘက်ကိုမသွားချင်ဘူးဆိုရင်ဒီ look လေးနဲ့ပြောင်းပြင်ကြည့်နော်ပြီးတော့ကိုက dinner look တွေဆိုရင်လေဒီ look လေးက dinner look နဲ့ကွက်တီပဲနော်အဲဆို foundation ကိုလေကိုmatte type ပုံစံလေးကိုတုံးထားတယ်ဒီ espresso makeup look ကလည်းသူ့ရဲ့ဒီ international trend တွေမှာလည်းတက်စုကြီးကြီးရဲ့ glow look ထက်လေဒီ matte type ပုံစံဘက်ကိုသွားတဲ့အတွက် glow ပြင်နေရတာရိုးအီနေတဲ့လူဆိုရင်လည်းလေဒီ espresso look လေးကိုပြောင်းပြင်ကြည့်ပါကိုတုံးတဲ့ foundation အစmatte type ကလေးတော့တုံးပေးပေါ့နော်တဲဆုဒီ tutorial လေးမလုပ်ခင်ပေါ့နော် YouTube မှာတဲဆုဒီတခြားနိုင်ငံကပြင်ထားတဲ့ espresso makeup look တွေကိုလိုက်ပြီးတော့တဲဆုလေးလာတယ်အသားညိုတဲ့သူတွေပြင်ပြတယ်ပေါ့နော်tutorial တွေပို့ပြီးတော့များတယ်တဲဆုကအစားပိုင်းကြည့်လိုက်တော့လေဒီ makeup look ကငါနဲ့လိုက်ပြီးတော့ပြင်လို့မရဘူးတော့ espresso makeup look ဆိုရင်ကိုနဲ့ပြင်လို့မရဘူးပေါ့အချိုးစားကလည်းမတူညီတော့လေဒီ makeup look ကငါရဲ့ face structure နဲ့မအပ်ဆက်ဘူးဒီလွတ်ပုံစံမျိုးမထွက်ဘူးပေါ့အဲ့အတွက်ငါပြင်လို့မရဘူးဆိုပြီးတော့အစားပိုင်းကအဲ့လိုမျိုးလေးတဲဆုထင်းတယ်ဒါမဲ့တဲဆုလေး idea လေးတစ်ခုရလာတယ်ငါတို့ Asian ဘက်ကလူတွေလည်းငါတို့မျက်နှာနဲ့လိုက်ဖက်တဲ့အချိုးစား espresso makeup လို့တစ်ခုလေးလိုက်ပြီးတော့ပြင်လို့ရတာပဲတဲဆုတို့ရဲ့ face structure နဲ့လိုက်ဖက်တဲ့ espresso makeup လို့တစ်ခုဖန်တီးလို့ရတယ်ဆိုတဲ့အတွေ့အကြုံလေးတဲဆုစီကိုလေဝင်လာတဲ့အတွက်တဲဆုကဒီ tutorial လေးကိုလည်းတဲဆုတို့ဒီ Asian ဘက်ကလူတွေပေါ့နော်မြန်မာနိုင်ငံကလူတွေလည်းဒီလို makeup look ကို trend နဲ့အမီလိုက်ပြင်လို့ရတယ်ဆိုတဲ့ပုံစံမျိုးချပြခြင်းတဲ့အတွက်တဲဆုဒီ tutorial လေးကိုလုတ်ဖြစ်သွားတာပေါ့တဲဆုကကိုဒီ control ကိုလေ gray color အပဲသုံးထားတယ်ကိုကအသားလက်သက်လို့အသားညိုတဲ့လူဆိုရင်ဒီ control ကိုblouse control အစား blouse စာလေးသုံးဖို့အကြံပေးတယ်တဲဆုကအသားဖြူတဲ့အတွက်တဲဆုဒီနေရာမှာ browser သုံးလို့တော့ရတယ် browser သုံးလိုက်တဲ့အခါကျရင်မျက်နှာတစ်ခုလုံးမှာအရန် warm tone ဖြစ်သွားတဲ့အခါကျရင်တဲဆုကငကိုတဲ့ကကိုတုံးတမဖြစ်တဲ့အတွက်ဒီ warm tone အရန်များသွားရင်ကြည့်မကောင်းတော့ဘူးပေါ့နော်အဲ့အတွက်တဲဆုက control ပဲသုံးထားပါတယ်ဟိုကအသားဖြူတဲ့လူကိုတုံးတမဆိုရင်တော့browser ကိုမသုံးပါနဲ့တဲဆုလိုမျိုး control ပဲလိုက်သုံးပေးပါeyeshadow color ကိုတဲဆုအညိုရအောင် espresso color လေးချင်မယ်ဒီ color တစ်မျိုးပဲမျက်ခုံကိုသုံးပြုမယ်တခုတတိထားမှာတော့ရှိရတဲဆုတို့ Asian ဘက်ကလူတော်တော်များမျက်ခုံကသေးတယ်ပြီးတော့မျက်လုံးမိုးတယ်အဲ့အတွက်ဒီလို color အရင်သုံးတဲ့အခါကျရင်တန်းပြီးတော့ဒီအလဲတက်တက်မှာသွားပြီး brush ကိုသွားပြီးတင်လိုက်လို့မရဘူး color ပုံနေပေါ့နော်အားကြောင့်မလို့ color ယူတဲ့အခါကျရင်မျက်လုံးအောက်ကနေပဲစပြီးတော့ယူပြီးတော့အပေါ်ကိုတဲဆုခုချဲတယ်လို့မျိုး blend ပေးပါတဲဆုကိုနောက်ထပ်ပြင်ပြစီခြင်းနဲ့ပေါ့နော် makeup လိုလေးတွေရှိတယ်ဆိုရင်လည်း comment မှာရေးထားခဲ့လို့ရပါတယ်တဲဆု tutorial လေးတွေလုပ်ပြီးတော့ပြင်ပြပေးမယ်နော်ဒီ tutorial လေးကိုကြည့်ပြီးတော့ espresso makeup look ကိုငါလိုက်ပြင်ကြည့်မယ်လို့ဆုံးဖြတ်ထားတဲ့ဆိုရင်save ဖို့တော့မမေ့နဲ့နော် save လိုက်အောင်နော်ဒီ makeup tutorial လေးကိုအဆုံးထိကြည့်ပေးတဲ့တဦးတယောက်ချင်းစီတိုင်းကိုတဲဆုကျေးဇူးတင်ပါတယ်